ကဲစွမ်းအားဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့ဖောက်ရင်ဆုံးတွေးမိပါတယ်လေအများစုကတော့ဘယင်တွေအစိုးရတွေဒါမှမဟုတ်အဖွဲ့အစည်းကြီးတွေရဲ့ထိန်ချုပ်မှုကိုပဲပြေးမြင်အောင်မိကြမှာပေါ့ဒါပေမဲ့လေစွမ်းအားဆိုတာအပေါ်ကနေအောက်ကိုချက်ပေးတဲ့အရာတစ်ခုတည်းမဟုတ်ပဲကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေမှာပင်ကူအင်လိုမျိုးရပ်ဖြာနေတယ်ဆိုရင်နော်ကဲဒီနေ့မှာတော့အဲ့ဒီစိတ်ဝင်စားစရာကောင်းတဲ့အတွေးခေါ်တစ်ကိုအကျူကျူလေ့လာကြည့်ကြရအောင်ဟုတ်ပြီပထမဆုံးအနေနဲ့ကတော့စွမ်းအားကိုလူအများစုကဘယ်လိုနားလည်ထားလဲဆိုတာနဲ့အရင်စကြည့်ရအောင်ဘာလို့လဲဆိုတော့လေဒီအစင်အလာအမြင်ကိုခဏဘေးဖယ်ထားနိုင်မှာအတွေ့အခေါ်အသစ်တစ်ခုကိုလက်ခံဖို့လွယ်ကူမှာမို့လို့ပါပဲဟုတ်ကဲ့ဒီတော့ဒီမေးခွန်းကိုပဲတဲ့လေမေးကြည့်ရအောင်စွမ်းအားဆိုတာတကယ်တော့ဖားလေအစင်လာအမြင်အရဆိုရင်စွမ်းအားကပီရမစ်လိုမျိုးပဲအပေါ်ဆုံးကနေအောက်ကိုစီးဆင်းတယ်နိုင်ငံတို့ဘယင်တို့ကပိုင်ဆိုင်ပြီးတုံးဆွဲတဲ့ရပေါ့ဒါပေမဲ့ဖူခိုကတော့အဲ့လိုမမြင်ဘူးသူ့အမြင်မှာကျတော့စွမ်းအားဆိုတာပိုင်ဆိုင်ထားလို့ရတဲ့ပစ္စည်းတစ်ခုမဟုတ်ဘူးအဲ့ဒီစားလူနှစ်ယောက်ရဲ့ဆက်ဆံရေးတိုင်းမှာရှိနေတဲ့ကွင်းရက်တစ်ခုလိုပဲဥပမာဆရာဝန်နဲ့လူနာကြားမှာဆရာနဲ့တပည့်ကြားမှာအဲ့ဒီလိုအပြန်အလှန်ဆက်ဆံရေးတွေကနေစွမ်းအားတွေဖြစ်ပေါ်လာတာဒါကတော်တော်လေးကိုအရေးကြီးတဲ့အမြင်ပြောင်းလဲမှုတစ်ခုပဲကဲဒီလိုမျိုးကွန်ရက်လိုရှုပ်ထွေးတဲ့စွမ်းအားကြောင့်ကိုဘယ်သူကစပြီးတွေးခေါ်ခဲ့တာလဲဆိုတော့သူကတော့ပြင်းတဲ့ထွေးခေါ်ပညာရှင်မစ်ရှယ်ဖူခိုပါပဲသူက20ရာစုရဲ့တကယ်ကိုဩဇာကြီးတဲ့ထွေးခေါ်ရှင်တရားပါသူ့ရဲ့ထူးခြားချက်ကဘာလဲဆိုတော့သူကဘယ်သူကစွမ်းအားရှိဆုံးလဲလို့မမေးခဲ့ဘူးအဲ့ဒီအစားစွမ်းအားကဘယ်လိုအလုပ်လုပ်တယ်လဲဆိုတဲ့ပိုပြီးအခြေခံကြတဲ့မိခွန်းကိုမေးခဲ့တာအဲ့ဒီမိခွန်းလေးတစ်ခုတည်းနဲ့ပဲစွမ်းအားနဲ့ပတ်သက်တဲ့အမြင်တွေအားလုံးကိုပြောင်းပြန်လှန်သိခဲ့တာပါဖူးကိုရဲ့အယူဆအရဆိုရင်ပေါ့နော်စွမ်းအားဆိုတဲ့ကအစိုးရယုံခန်းနေတဲ့မှာပဲတည်တံ့ရှိနေတာမျိုးမဟုတ်ဘူးမိသားစုထဲမှာကြောင်းမှာစေယုံမှာပြောရရင်နေရာတိုင်းကဆက်ဆံရေးတိုင်းမှာရှိနေတာဒီပုံတွေကကွန်ရက်လိုပဲအားလုံးကတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတယ်ဘယ်နေရာကဘ ਹੁ ချက်မလဲဆိုပြီးလက်ညှိုးထိုးပြဖို့ခတ်တယ်ဒီတော့ဖူးကိုရဲ့ theory မှာအရေးကြီးဆုံးဖြစ်တဲ့အယူဆနှစ်ခုကိုချိတ်ဆက်ပြီးလေ့လာကြည့်ကြရအောင်ဒါကတော့ဖူးကိုရဲ့အထင်ရှားဆုံးအယူဆဖြစ်တဲ့စွမ်းအားအသိပညာဆိုတာပါပဲဆိုလိုတာကစွမ်းအားနဲ့အသိပညာဟာတစ်ခုနဲ့တစ်ခုခွဲလို့မရဘူးအမြဲတမ်းအတူတူရှိနေတယ်ဥပမာတစ်ခုပြောပြမယ်စိတ်ပညာဆိုတဲ့အသိပညာကိုကြည့်ရအောင်အဲ့ဒီပညာရက်ကဘသူကစိတ်ကြမှာတယ်ဘသူကစိတ်မကြမှာဘူးဆိုတာကိုသတ်မှတ်ပေးတယ်ပြီးတော့မှစေယုံနဲ့ဆရာဝန်ဒီဆိုတဲ့စွမ်းအားကအဲ့ဒီသတ်မှတ်ချက်ကိုအခြေခံပြီးလူတွေကိုကူတာတယ်ထိန်းချုပ်တယ်ရှင်းရှင်းလေးပါပဲအသိပညာကအမှန်တရားတွေကိုဖန်တီးတယ်စွမ်းအားကအဲ့ဒီအမှန်တရားတွေကိုလက်တွေ့အကောင့်ထဲဖော်တာဖူးကိုကိုရိုင်းပြောခဲ့တယ်လို့ပါပဲစွမ်းအားဆိုတာလူအဖွေးစီးရဲ့အပြင်ဘက်ကနေအပေါ်ကနေချုပ်ကင်တဲ့ညာမဟုတ်ဘူးအဲ့ဒီစားကျွန်တော်ရဲ့လူမှုဆက်ဆံရေးတွေထဲမှာကိုပဲနည်းနည်းရှိုင်းရှိုင်းအမြင့်တွယ်နေတာပါအင်မတန်ရေးကြီးတဲ့အချက်တစ်ခုကတော့စွမ်းအားဆိုတာဟိုဟာမလို့ရဒီဟာမလို့ရဆိုပြီးတားမြစ်တာတစ်ခုတည်းမဟုတ်ဘူးဆိုတာပါပဲသူကဖန်တီးနိုင်စွမ်းလည်းရှိတယ်ဆိုလိုတာကကျွန်တော်တို့ရဲ့အမြင်တွေကျွန်တော်တို့ရဲ့အမှန်တရားတွေကိုပုံဖော်ပေးနေတာဘယ်ရာကပုံမှန်ဘယ်ရာကပုံမှန်မဟုတ်ဆိုတဲ့စံနှုန်းတွေအမျိုးအစားခွဲခြားမှုတွေအားလုံးဟာစွမ်းအားကနေဖန်တီးထုံလုပ်လိုက်တာတွေပဲကဲဒီ theory တွေကိုခေါင်းထဲထည့်ထားပြီးတော့အခုကျွန်တော်တို့နေထိုင်နေတဲ့ digital ခေတ်မှာဒါတွေကဘလို့အသုံးဝင်နေလဲဆိုတာကိုကြည့်လိုက်ကြရအောင်ဒီလောက်ရှုပ်ထွေးတဲ့အတွေးခေါ်တဲ့ဒီနေ့ခေတ် digital ကဘာကြီးနဲ့ရောဘယ်လိုများပတ်သက်နေမှလဲဖူကိုတဲ့အတွေးခေါ်တွေကအခုခေတ်မှာဘယ်လောက်တောင်မနေလဲဆိုတာကိုနေရာတော်တော်များများမှာတွေ့နိုင်ပါတယ်ဥပမာရွေးကောက်ပွဲတွေမှာတုံးတဲ့ AI တည်င်းမှဖြန့်ထားတယ်အစိုးရက online ပေါ်ကအကြောင်းအရာတွေကိုဝင်ထိန်းချုပ်ထားတယ်ပြီးတော့ကျွန်တော်တို့အားလုံးနဲ့တိုက်ရိုက်သက်ဆိုင်နေတဲ့ digital ID စနစ်တည်းထီပေါ့ဒီမှာအိန္ဒိယကဥပမာတစ်ခုကြည့်အောင်စွမ်းအားဆိုတာကအစိုးရရဲ့ ITA ပုံမှာ69A ပေါ့အဲ့ဒီစွမ်းအားကိုသုံးပြီး online ပေါ်ကအသိပညာတွေကိုထိန်းချုပ်လိုက်တဲ့ဥပမာသတင်းဌာနတစ်ခုရဲ့အဆောင်ဘာကိုဖြိုချတာ YouTube channel တွေကိုပိတ်ပစ်ပြမျိုးနေပေါ့ဘယ်အချက်လက်ကိုလူတွေသိခွင့်ရှိတယ်လဲမရှိဘူးလဲဆိုတာကိုစွမ်းအားကတိုက်ရိုက်ပုံဖော်နေတာဒါဟာရှင်းလင်းတဲ့သက်သေပါပဲFoucault က individualizing techniques ဆိုတဲ့အသုံးအနှုန်းတစ်ခုကိုသုံးခဲ့တယ်အတိပ္ပယ်ကတော့လူတစ်ယောက်ချင်းစီကိုခြေရာခံတယ်အမျိုးအစားခွဲတယ်ပြီးတော့စီမံခန့်ခွဲလို့ရတဲ့ data ဖြစ်ပြောင်းလဲပြတာဒီနေ့ခေတ် digital ID စနစ်တွေကအဲ့ဒီ EU site ရဲ့ခေတ်သစ် version ပဲပေါ့နိုင်ငံသားတယောက်ချင်းစီအတွက် digital profile တစ်ခုဖန်တီးလိုက်တဲ့အခါအဲ့ဒီလူဟာစနစ်အတွက်ပိုပြီးမြင်သာလာတယ်ထိန်းချုပ်ရလွယ်လာတယ် mobile map စနစ်တစ်ခုကိုဥပမာအနေနဲ့ကြည့်လိုက်ရအောင်လူတစ်ယောက်ကိုစီမံခန့်ခွဲလို့ရတဲ့ digital data ဖြစ်ဘယ်လိုပြောင်းလဲသွားလဲဆိုတာတွေ့ရပါလိမ့်မယ်ပထမဆုံး ID card ကို scan ဖတ်တယ်ပြီးရင်မျက်နှာမှတ်သားမှုစနစ်နဲ့တိုက်စစ်တယ်နောက်ဆုံးလက်ပွေဖြစ်မျက်နှာနဲ့ထစ်အတီးပြုတ်ပြီးမဲပေးလိုက်တဲ့အခါ
အဲ့ဒီလှုပ်ဆောင်ရက်တစ်ခုလုံးကအကြီးကြီးစနစ်တစ်ခုတည်းကိုမှတ်တမ်းဝင်တော့ရောဒီအစင်တိုင်းဟာလူတစ်ယောက်ကိုစနစ်ရဲ့စိတ်ပိုင်းတစ်ခုအဖြစ်ပုံသွင်းနေတာပဲဒီပုံကအဲ့ဒီဖြစ်စဉ်ကိုပိုပြီးမြင်သားစေပါတယ်လူတစ်ယောက်ရဲ့မဲဘေးချင်းဆိုတဲ့လှုပ်ဆောင်ရက်လေးတစ်ခုခုနေစပြီးအဲ့ဒီအချက်လက်တွေက blockchain လိုမျိုးပြန်လုံးမရတဲ့ data စနစ်ကြီးတွေကိုဘယ်လိုစီးဝင်သွားတယ်လဲဆိုတာကိုပြနေတာပါတအုပ်ချင်းရဲ့လှုပ်ဆောင်ရဟအဲ့ဒီမှာစနစ်တစ်ခုလုံးရဲ့အတိတ်ညာအစိပ်ပိုင်းတစ်ခုဖြစ်သွားပြီး admin တွေကနေအလွယ်တကူစောင့်ကြည့်ထိန်းချုပ်လို့ရသွားတော့တာပေါ့ဒါကိုဖူကိုက totalization ဒါမှမဟုတ်ပြီးစုံအောင်ပြုလုပ်ခြင်းလို့ခေါ်ပါတယ်ဆိုလိုတာကလူတယောက်ချင်းစီက data အစအနတွေကိုစုစည်းပြီးနိုင်ငံသားတယောက်ရဲ့ပြီးစုံတဲ့ digital ပုံရိပ်တစ်ခုကိုတိစောက်လိုက်တာပါ Estonia နိုင်ငံရဲ့ Xroad စနစ်ဆိုရင်အစိုးရဌာနအလုံးကလူတယောက်ရဲ့အချက်လက်တွေကိုအပြန်အလှန်ချိတ်ဆက်ကြည့်ရှုနိုင်တယ်။ဒီလိုနည်းနဲ့နိုင်ငံသားတယောက်လုံးရဲ့ဘတ်စုံချုံငုံနဲ့မြင်ကွင်းကိုဖန်တီးထားတာပေါ့ ကဲဒီလောက်ဆိုရင်တော့ theory တွေလက်တွေ့ဥပမာတွေနဲ့တော်တော်လေးပြည့်စုံလာပါဒီတော့နောက်ဆုံးအနေနဲ့ဘာကိုစဉ်းစားစရာထားခဲ့လဲဆိုတော့ပူကိုရဲ့ဒီစကားသားတော်တော်လေးစဉ်းစားစရာကောင်းပါတယ်စွမ်းအားလုံးဝမရှိရဲ့လူဖွဲ့စည်းဆိုတာစိတ်ကူးရင်တက်ပဲဖြစ်နိုင်တယ်လို့သူကဆိုလိုတာပါဘာလို့လဲဆိုတော့စွမ်းအားဆက်နွယ်မှုတွေဆိုတာလူဖွဲ့စည်းရဲ့အခြေခံအုတ်မြစ်လိုဖြစ်နေလို့ပါပဲ ။ဒါကြောင့်မို့လို့ရီမန်းချက်ကစွမ်းအားကိုအပီးတိုင်ဖျောက်ဖျက်ဖို့မဟုတ်ပါဘူး။အဲ့ဒါကမဖြစ်နိုင်ဘူးလေ။အဲ့ဒီစားဖူကိုကကျွန်တော်တို့ကိုဘာကိုတိုက်တွန်းလဲဆိုတော့ကျွန်တော်တို့ရဲ့ဘဝတွေကိုပုံဖော်နေတဲ့စွမ်းအားဆက်ဆံရေးတွေကိုအမြဲတမ်းပြန်ပြီးမေးခွန်းထုတ်ဖို့ဝေဖန်ဆန်းစစ်ဖို့ပါပဲ။ ကဲဒါဆိုရင်တော့နောက်ဆုံးမနေ့နဲ့ဒီမေးခွန်းလေးကိုကိုယ့်ဘာသာကိုပြန်မေးချိဖို့အကြံပြုချင်ပါတယ်ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ social media တွေနည်းပညာတွေရဲ့နောက်ွယ်မှာရှိနေတဲ့စွမ်းအားတွေကိုကျွန်တော်တို့ဘလို့နီးလန်းနေနဲ့ပြန်ပြီးမေးခွန်းထုတ်နိုင်မလဲဘလို့လောက်ရင်ပိုပြီးတတိတရားရှိတဲ့ digital နိုင်ငံသားတွေဖြစ်လာနိုင်မလဲ